အခုကြီးဆက်စီတထုံမှာကားလေးရုံးမှုရှိပါတယ်အခုမြန်မြန်လေးလာဝယ်ပေးပါလားဆိုပြီးကျွန်တော်အခုဆက်စီကိုတထုံမှာတောက်ဝယ်မဲ့ vlog လေးဖြစ်ပါတယ်ကြအားလုံးပဲမင်္ဂလာပါ KMT ကားရောင်းဝယ်ရေးမှာကြိုဆိုပါတယ်ဝယ်ထားတော့ကြာပါပြီဥပုပ်လာမှာဝယ်ထားတာဖြစ်ပါတယ်အချိန်လေးမရတာနဲ့အခုမှတင်ချင်းဖြစ်ပါတယ်ကျွန်တော်ဒီကနေရန်ကုန်ကနေပြီးတော့မနက်က9နာရီလောက်စထွက်ပါတယ်တထုံရောက်တော့10နာရီလောက်ဖြစ်သွားပါပြီလမ်းမှာဗီဒီယိုမရိုက်ဖြစ်တာကားကောင်းလားမကောင်းလားဆိုပြီးစိတ်ထဲမှာတမျိုးကြီးဖြစ်နေတာနဲ့ဟာဘာဖြစ်မလဲဆိုတာနဲ့မရိုက်ဖြစ်တာပါဟိုရောက်တာနဲ့တထုံကအကူကြီးကပြောတဲ့အတိုင်းပဲကားလုံးဝရှယ်ကောင်းပါတယ်အတိုက်ခိုက်လုံးဝမရှိဘူးယုံကြည်မှုအပြည့်နဲ့ကျွန်တော်ကားခေါ်ပြီးတဲ့အတွက်အကူအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်အကူကြီးအကျိုးဆောင်ကိုလည်းအကျိုးဆောင်ကအပြည့်ပေးလိုက်ပါတယ်မိတ်ဆွေတို့ပတ်ဝန်းကျင်မှာဒီလိုမျိုးပိုလိုဘော့ကားတွေဖြစ်ဖြစ်ဆက်စီကားတွေဖြစ်ဖြစ်တခြားကားဘာကားမဆိုပေါ့နော်အာယုံလုံးဝတော့မခံကြည့်ဘူးတထိုင်းနဲ့သေးနဲ့အပီးအောင်ကျင်နေဆိုရင်ကျွန်တော်အခုဆက်ပေးပါအခုချက်ချင်းလာဝယ်ပါမယ်ဒီအကျိုးဆောင်အကူကြီးကိုလည်းကျွန်တော်အကျိုးဆောင်ကအပြည့်ပေးလိုက်ပါတယ်အကျိုးဆောင်များကြီးရှိတယ်ပြောပြပါပွဲကလုံးဝမကြောက်ပါဘူးအပြည့်ပေးပါမယ်300ကိုခွန်း938နှစ်တနစ်ကိုဓာတ်ရဆက်တွေရောင်းချနိုင်ပါတယ်ကျွန်တော်ဟိုကနေပြီးတော့နေ့လယ်တနာရီလောက်ထွက်ပါတယ်ဥပိုလလည်းဖြစ်နေတာနဲ့ဘယ်မှမရက်ဖြစ်ပါဘူးတောက်ချောင်းမောင်းခဲ့ပါတယ်ရန်ကုန်တော့နေ့လယ်မရောက်ပါဘူးညနေမှရောက်ပါတယ်ညနေ6နာရီမှရန်ကုန်ရောက်တာဖြစ်ပါတယ်။ဆွေများလည်းနေမှာရောင်းကားရှိရင်အခုချက်ချင်းလိုက်လံဝယ်ယူနေပါတယ်အခုဆက်ပေးပါ